အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ lesson လေးကတော့စာပြန်နှွေးရဲ့သဘောလေးပေါ့နော် present perfect နဲ့ past perfect ကိုပြန်ပြီးတော့လေ့လာမယ်ပြန်နှွေးမယ်ပေါ့နှွေးပြီးသူနှစ်ခုနိုင်ရှင်းကြည့်မယ်နော် okay တို့ present perfect လို့တော့ပြောလိုက်ချင်တယ်သူက has a block verb 3မှသိရမယ်နောက်တစ်ခုက past လို့ပြောလိုက်တာနဲ့ verb 2သုံးရမယ်ဆိုတာသိရမယ်ဟုတ်ပြီเนาะအဲ့ဆိုလို့ချင်းရင် past ဆိုတာက finish time ပြီးသွားတဲ့ဟာကိုသုံးတဲ့ခါမျိုးမှာသုံးတယ် okay ကြည့်ရအောင်ဘလို့အချက်ပြစကားလုံးလေးနဲ့သုံးလို့ရလဲဆိုရင် yesterday မနေ့က last week လွန်ခဲ့တဲ့အပတ်က at 3 o'clock 3နာရီတုန်းကin 2002 2002တုန်းက6 months ago လွန်ခဲ့တဲ့6လတုန်းက okay အဲ့လိုမျိုးပြီးပြတ်သွားတဲ့ action တွေဆိုလို့ရှိရင်တို့ကเนาะ past tense တွေကိုသုံးပါမယ် okay ကြည့်အောင် do not use the present perfect ကိုမသုံးရဘူးတဲ့ဘာလဲဆိုရင် with a finished action finish time တစ်ခုခုမှာဆိုရင်ဒီချိန်က present perfect ကိုမသုံးရဘူးဘယ်လိုမျိုးလဲဆိုတော့ I saw Paul yesterday အဲ့မှာဆိုငါမနေ့က Paul ကိုတွေ့ခဲ့ဒါပြီးသွားပြီအဲ့ကိစ္စကြီးကိုကွာဒီချိန်က I have seen Paul yesterday လို့တတ်တော့မှားပြီ okay Where were you on Sunday afternoon? Miss Sunday afternoon ကဘယ်မှာရှိနေရလဲအဲ့လိုမျိုးပြောတာနောက်တစ်ခုက We didn't have a holiday last year ငါတို့မှာ holiday မရှိခဲ့ဘူးเนาะအဲ့ဆိုရင် What did you do last night? မင်းညတော့မင်းဘာလုပ်ခဲ့လဲအိမ်မှာနေခဲ့ပါတယ် I stay at home okay William Shakespeare lived from 1564 to 1616 William Shakespeare ကဘယ်ကနေပြီး1564မှာသူမွေးပြီးတော့1616ထိသူနေခဲ့တယ်။ Now he was a writer ဘာလဲဆိုလို့ချင်းသူဟာစာရေးဆရာတစ်ယောက်ဖြစ်တယ်။ပြီးလို့ချင်း he wrote many plays and poem သူကနော်ဘာလဲဆိုပြစတိ poem တွေကြပြရေးအများကြီးသူရေးခဲ့တယ်ဒါရပြတာ action တွေအဲ့လိုမျိုးဆိုရင်ကျွန်တော် past နဲ့သုံးတယ် will you past go to as when နေ what time နဲ့သုံးတယ် when နဲ့ what time နဲ့တူတူပဲကွာ okay when did you buy your computer မင်းဘယ်ကွန်ပျူတာကိုဘယ်ချိန်ကဝယ်ခဲ့ရလဲနော်အဲ့မှာဆိုရင် no when have you bought နဲ့သုံးလို့မရပါဘူးအဲ့က what time did you Andy go out did Andy go out ဘယ်ချိန်မှာ Andy ကထွက်သွားရလဲ okay နော်အဲ့ဒါဆိုရမယ်ထင်ပါတယ်ဆိုတော့ compare လုပ်ကြရအောင်ဒီမှာ present perfect နဲ့ past tense ကိုနိုင်စင်မယ်နော်နိုင်စင်ရင် past tense နဲ့ရေးထားဘယ်လိုအဓိပ္ပာယ်လေးထွက်ပြီးတော့ present perfect နဲ့ရေးထားဘယ်လိုအဓိပ္ပာယ်လေးထွက်မလဲဆိုတော့ကြည့်ရအောင် I have lost my key ငါ key ပျောက်သွားပြီနော် key ပျောက်သွားပြီအခုလဲသူပါလဲဆို I can't find it now အခုလဲရှာမတွေ့ဘူးဒါပျောက်ခါလဲမနေကြာနေပြီနော်အခုထိလဲအဲ့ရအကျိုးတရားမှုရှိနေသေးတယ်Okay, I lost my key last week. လွန်ခဲ့တဲ့အပတ်တော့ငါ့ရဲ့ key ပျောက်သွားတာအဲ့ဆိုရင်လွန်ခဲ့တဲ့အပတ်တည်းကသူတိသွားပျောက်မှန်းသည်ပြန်ရှာလို့လည်းမတွေ့တော့အခုချိန်လည်းသူမရှာတော့အဲ့လိုမျိုး Ben has gone home. Ben ကအိမ်ကိုရောက်လာတယ်ဒါကတော့အိမ်ကိုပြန်ခဲ့တယ်အဲ့လိုမျိုးပြောတာတပည့်သူဒီမှာရှိမနေသေးဘူး has gone เนาะနောက်ပြီးတော့ Ben went home 10 minutes ago Ben ကအိမ်ကနေပြီးတော့ထွက်သွားခဲ့လွန်ခဲ့တဲ့10 minutes တုန်းကထွက်သွားတာ okay เนาะနောက်တစ်ခု have you seen Kate ကိုမင်းတွေ့ဘူးလားเนาะတွေ့မိလားလို့မေးလို့ရတာပေါ့เนาะ where is she now သူအခုဘယ်မှာလဲ Did you see Kate on Saturday မင်း Kate ကို Saturday တုန်းကတွေ့မိသေးလားဒါက Kate ကိုလွန်ခဲ့ Saturday တုန်းကမေးတာအခုဒီ have you seen နဲ့သုံးတာကြာအခုသူ့ကိုတွေ့မိသေးလားလို့ပြောတာနော်အဲ့ဒါဆိုရမယ်လို့ထင်တယ်နောက်တစ်ခုက have you ever been to Spain မင်းစပိန်ကိုရောက်ဘူးလားဒါကိုယ့်ရဲ့တဝါတန်တစ်လျှောက်မှာအတွေ့အကြုံကဖြစ်ရှိနေဦးမှာပဲလေအဲ့လိုဟာမျိုးမလို့ချေအဲ့လိုတုံးတယ်ဒါပေမဲ့ Did you go to Spain last year မင်း last year တုန်းက Spain ကိုဘာဖြစ်လဲဆိုလို့ရှိရင်တွားခဲ့လား like that My friend is a writer ငါ့ရဲ့အဖေကတော့ writer ပါနောက်ပြီးလို့ရှိရင် he has written many books သူကစာအုပ်တွေအများကြီးရေးခဲ့တယ်ဒါအဖေရဲ့ရေးသားထားတဲ့ဟာရအခုချိန်ထိလည်းရှိနေဦးမှာပဲလေစာအုပ်ဆိုတော့ Shakespeare က wrote many plays and poems Shakespeare ကနော်plays တွေ poem တွေကိုစက်သွယ်ကြောက်ကပါလဲဆိုလို့ရှိရင်ရေးခဲ့တယ် Okay Sam hasn't phoned me yet Sam ကဆိုရင်ငါ့ကိုအခုထိဖုန်းမခေါ်သေးဘူးအခုချိန်ကြီးကိုမခေါ်သေးတာ Sam didn't phone me yesterday မနေ့ကတော့ငါ့ကိုဖုန်းမခေါ်ခဲ့ဘူးဒါမတူဘူးเนาะရှင်နေနှစ်ရက်ကအခုချိန်ကြီး तू ကစောင့်နေတော့ဟိုကနေရေးထား present perfect နဲ့ဆိုတာအခုချိန်ကြီးစောင့်နေတော့ဒါပေမဲ့ past tense နဲ့ရေးထားတာကြတော့
မနေ့တော့မဆက်တာကူသူမျှော်လည်းမမျှော်တော့ဘာမှမလုပ်တော့ We live in Singapore for 6 years ငါတို့ဒီစင်ကာပူမှာနေခဲ့တာ6နှစ်တောင်ရှိပြီအခုထိလည်းသူတို့နေတော့မယ် Okay we live in Glasgow for 6 years Glasgow မှာသူနေခဲ့တာ6နှစ်နေခဲ့တယ် but ဒါပေမဲ့ now we live in Singapore ငါကတော့စင်ကာပူမှာနေခဲ့တယ်မတူဘူးเนาะစာကြောင်းနေရဲ့အဓိပ္ပာယ်ကအဲဆိုရင်ချေရမယ်လို့ထင်ပါတယ်ဆိုတော့ဒါလေးကိုတခြားလိုက်လို့တော့ပါ